Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပြချင်တာကတော့အာဆင်နယ်တိုက်စစ်မှုဆွီဒင်သားကြီးပီတာယောခရက်ရဲ့ဂိုးကိုသုံးသပ်ချင်ပါတယ်ဒီဂိုးကိုဖန်တီးပေးတာကတော့အလက်ဆန်နာအီဆပ်ဖြစ်ပါတယ်အီဆပ်ကဒီတစ်ဖက်ပေါ့နော်တူနီးရှားနောက်ခံလူတစ်ယောက်ရဲ့ဒီ PR ပေးတာကိုသူခံရတယ်အဲ့ရကြားပဲသူခနာကိုသူကောင်းမွန်စွာထိန်းချုပ်ပြီးဘောလုံးကိုဒီအချိန်ဟုန်နဲ့ပေါ့နော်အရှိဘက်ကိုသူဆွဲပြေးဖို့ကြိုးစားတယ်ပေါ့နော်အီဆပ်ရဲ့ဒီ dribbling skill ကိုနည်းနည်းလေးပြောချင်တယ်ပေါ့နော်သူကဒီတူနီးရှားနောက်ခံလူကပိတ်ဆို့ဖို့ကြိုးစားတယ်ဒါကိုသူရဲ့တဘာနဲ့ပဲအလင်းအမြန်လှည့်စားလိုက်ပြီးဒီ goal area အနီးကိုသူချင်းကပ်ဖို့ထပ်ကြိုးစားတယ်ပေါ့နော်နောက်တစ်ချက်ကဒီအီဆပ်ရဲ့ဒီခြောင်တိန်မှုအပိုင်းလေးပေါ့နော်သူ့ကိုပြိုင်ဘက်ဒီနောက်ခံတယောက်ကဒီ slide tick ကကြိုးစားလုပ်ဖို့ကြိုးစားတယ်ဒါကိုသူကဒီဘောလုံးအချိန်ကိုက်မာတင်တယ်ပြီးရင်ရှောင်တိန်လိုက်တယ်အဲ့အချိန်မှာပဲဗီတာယောခရက်ရဲ့ဒီပြေးလန်းချောင်းကိုသူတစ်ချက်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲဒီဗီတာယောခရက်ကလည်းကိုတမနဲ့နောက်ခံလူတွေရဲ့ဒီ head space နေရာမှာသူကအရန်လေးစောင့်နေတဲ့အဲ့အချိန်အီဆက်ကဒီဘောလုံးလေးကိုနော်ဒီမြေနှိပ်ဘောလေးတိကျစွာနဲ့ပေးလိုက်တယ်ဒီလိုဖန်တီးမှုမျိုးကိုကျွန်တော်တို့ရဲ့အာဆင်နယ်တိုက်စစ်မှုကြီးဗီတာယောဂရက်ကလည်းအမှားရောမရှိပိတ်သွင်းသွားတယ်ပေါ့နော်ဒီဂိုးဖြစ်လာတာကအလက်ဆန်နာအီဆက်ရဲ့ dribbling ပိုင်းကျွမ်းကျင်မှုနဲ့ဒီ key assistant တေချာမှုတို့ဗီတာယောဂရက်ရဲ့အဆုံးသတ်ပိတ်သွင်းမှုတို့ကပဲပုံဖော်သွားတာပါ